လုံးပဲမင်္ဂလာပါစိတ်ဓာတ်ကွန်အားပြည်တနာစာစုများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ One Step Everyday Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာလည်းစိတ်ဓာတ်ကွန်အားဖြစ်စီမဲ့စာစုများကိုရွေးချယ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာတင်းရဲ့အကြီးမားဆုံးပြိုင်ဘက်ကတခြားသူမဟုတ်ပါဘူးမှန်နဲ့မှမြင်နေရတဲ့တင်ကိုယ်ရယ်ပဲဖြစ်ပါတယ်တင်ဘဝကိုအမှန်တကယ်ပြည့်စည်အောင်တင်ကိုယ်ရယ်ပဲဖြည့်ဆည်းနိုင်တယ်ပါအတိတ်ကတင်ဘယ်လိုပဲကြာရှုံးခဲ့အနာဂတ်ကိုတော့တင်ကိုယ်တိုင်စိတ်ကြိုက်ပြောင်းလဲလို့ရနေပါသေးတယ်ဒါကကံကောင်းမှုတသက်မဟုတ်ပါဘူးအခွင့်အရေးတွေထပ်ရှိနေသေးတာပါသူများတွေယုံကြည်ခြင်းမယုံကြည်ခြင်းတဲ့ကိုတန်တရားမဖြစ်ဖို့ကပိုရေးပါပါတယ်သူများတွေဆိုတာပြန်ပွဲအဆုံးထိဘယ်တော့မှလက်ခဲ့ကြဘူးလို့လေတကယ်ဖြစ်ချင်ရင်တကယ်လုပ်ပါအမှန်တကယ်လုပ်သူတွေအောင်မြင်နေကြပါပြီကိုယ့်ရဲ့တန်ဖိုးကိုသူများဆုံးဖြတ်တာဘယ်တော့မှမခံပါနဲ့မပြည့်စုံလို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့အာမငယ်ပါတော့နဲ့ဒီနေ့အောင်မြင်နေတဲ့သူတွေရဲ့အတိတ်ဟာဒီလိုကြီးပါပဲတင်းရဲ့ကဘာကြီးကိုကောင်းစေခြင်းရဲ့တင်းရဲ့အတွေးခေါ်တွေကိုပြောင်းရမှာဖြစ်ပါတယ်သူများနောက်လိုက်လုံနေတဲ့၍တင်းရဲ့စစ်မှန်တဲ့ဆွမ်းအားကိုတွေ့ရမှာမဟုတ်ပါဘူးယုံထွက်ပါတင်းကိုတင်းသူများနဲ့နိုင်နေတာဟာတင်းရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးနေတာပါပဲတင်းဟာတာမန်လူတယောက်ဖြစ်ဖို့မွေးဖွားလာတာမဟုတ်ပါဘူးစိတ်ကူးတွေကိုစတင်လိုက်ပါကိုပြန်ချစ်တတ်ဖို့ကအားလုံးထက်ပိုအရေးကြီးပါတယ်လူတော်တွေဟာကိုအမားကိုဝန်ခံပြီးပြည့်စည်နေရှိကြပါတယ်လူညံ့တွေကတော့ဖုံးကွယ်ဖို့ကြိုးစားကြပါတယ်ဘယ်သူကမှတော့အထင်သေးတာမခံချင်ကြပါဘူးအထင်မသေးရအောင်အထင်ကြီးစရာတွေကိုစွမ်းဆောင်ပြထားဖို့လိုအပ်ပါတယ်ဘာမဆိုတက်တည်ပြကြရတာပါပဲမင်းကလေတိုက်တိုင်းလွင့်သွားမဲ့တရွေလေတရွေမဟုတ်ပါဘူးမုန်တိုင်းကိုအန်တူးနိုင်တဲ့တစ်ပင်ကြီးပါကိုယုံကြည်တာဟာအောင်မြင်မှုရဲ့ပထမဆုံးခြေလှမ်းပါပဲမင်းရဲ့အလားပါဆုံးအချိန်ဟာသူများနဲ့တူနေတဲ့အချိန်မဟုတ်ဘူးကိုယ်တိုင်ဖြစ်တည်နေတဲ့အချိန်ပါခွဲထွက်ပါအကောင်းဆုံးအရာတွေကကိုပြောင်းလဲရတဲ့တတိကနေစတာပါပြောင်းလဲဖို့ဘုံမလေးပါနဲ့တင်းရဲ့တန်ဖိုးကိုမသိတဲ့နေရာမှာအချိန်ကုန်မခံပါနဲ့ငါလုံနိုင်တယ်လို့တွေးလိုက်ကြတဲ့ကမင်းလမ်းတစ်ဝက်ကိုပြောင်းနေပါပြီကဘာကြီးကမင်းကိုဘယ်လိုမြင်တယ်လဲဆိုတာထက်မင်းကိုမင်းဘယ်လိုသဘောထားတယ်လဲဆိုတာကပိုရင့်ပါပါတယ်ဒီနေ့ပေးဆက်လိုက်ရတဲ့ချွေးနဲ့သွေးတွေကြောင့်မနေ့ပြန်မှာလှပတဲ့ပန်းကလေးတွေပွင့်ကြမယ်ဆိုရင်ထိုက်တန်တယ်မလားလဲကြတာဟာလမ်းဆုံးမဟုတ်ပါဘူးထားပါဆက်လျှောက်ပါရောက်ကိုရောက်ပါတယ်နှေးခြင်းမြန်ခြင်းတဲ့ရက်မနေမိဖို့ကပိုရည်ကြည့်ပါတယ်မပေးဆက်ပဲရတဲ့အောင်မြင်မှုတွေဟာရည်ရှိမခံပါဘူးအချောင်မလို့ခြင်းပါနဲ့အောင်မြင်မှုဆိုတာစိတ်ကူးတက်နဲ့ရတာမျိုးမဟုတ်ပါဘူးစိတ်ကူးကောင်းတွေကိုဘွားနဲ့ယူပြီးစူးစမ်းယူရတဲ့အရာပါအခက်အခဲဆိုတာစိတ်ခုံမှုကိုကြိုက်တဲ့သူတွေအတွက်တော့ဂိမ်းတစ်ပွဲချက်မပူပါဘူးဒီနေ့စမလျှောက်ရင်နှစ်ပြန်ပြရလိမ့်မယ်တဲ့အခုချိန်ကြီးစိတ်ကူးရင်နေလို့မလားကံကောင်းဖို့ဘာရတရားမှမလိုပါဘူးအနောက်တိုင်းသားတွေရတရားချီတာကြားဖို့လိုလားမုံတိုင်းတွေကြောင့်တော့စိတ်မပြတ်လိုက်ပါနဲ့တင်းအသက်ရှင်နေသေးတဲ့၍တင်းအိမ်မက်တွေလက်တွေ့ဖြစ်နေပါသေးတယ်ကြီးမားတဲ့အောင်မြင်မှုဆိုတာဒီနေ့ချင်းစီပြင်းပြောက်ခြင်းရဲ့တခြားနာမည်ပါပဲအခက်ခဲဆုံးလမ်းကိုမှရွေးလျှောက်တာမိုက်မဲတာမဟုတ်ပါဘူးတင်းရွေးချယ်မှုအတွက်ဂုဏ်ယူပါတယ်ရှုံးခြင်းနိုင်ခြင်းဆိုတာ
တင်ဆက်ပြိုင်ခြင်းမပြိုင်တော့ခြင်းနဲ့ပဲအဓိကသက်ဆိုင်ပါတယ်လောကမှာအလကားရတဲ့အရာဆိုတာမရှိပါဘူးရခဲ့ရင်လည်းအတူနဲ့ပြန်ပေးဆက်ရမှာပါဥပမာမိဘမေတ္တာလို့ပေါ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးရန်သူကတော့အကောင်းဆုံးမိတ်ဆွေလိုဖြစ်နေတယ်ပြီးခြင်းပါပဲခါတိမှုတွေကိုတီးခံပါအမြဲတမ်းကြီးတော့ဆုံးမနေပါဘူးမောင်မှိုက်တဲ့ညတွေတောင်အချိန်တန်တော့အာယုတက်ကြရသေးတယ်မလားစကားတွေအများကြီးမပြောပါနဲ့လူမုန်းများပါတယ်အတန်တိတ်လေးကိုအိမ်မနောက်လိုက်နေပါမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေလည်းလောကကြီးမှာရှိပါတယ်ဒါပေမဲ့မဖြစ်လာတဲ့အများစုကတော့မကြိုးစားခဲ့ပြီလို့ပါအိမ်မက်ကိုအိမ်ရတဲ့မဲ့နေတဲ့ရတော့ဘဝကဘာမှထူးခြားပြောင်းလဲစရာမရှိပါဘူးပင်ပန်းနေရင်နားဖို့မမေ့ပါနဲ့အလိုတကြီးလို့ဖို့ထိုက်တန်တာဘာမှမရှိပါဘူးမင်းအောင်မြင်သွားတဲ့အခါအချိန်ကဝေဖန်ကြည့်ရသူတွေကိုကျေးဇူးတင်လိုက်ပါအရာရာတိုင်းမှာအချိန်ဆိုတာရှိပါတယ်အောင်မြင်ဖို့အတွက်မလောပါနဲ့နေ့စဉ်ပလန်လေးတွေတိုင်းပဲရှေ့ဆက်ပါစိတ်ရှိတီးခံခြင်းဟာအောင်မြင်မှုမှာမရှိမဖြစ်လိုအပ်တဲ့အရေးအသွေးပါပဲဒေါသထွန်းနေတဲ့အချိန်နဲ့အယံပျော်ရွှင်နေတဲ့အချိန်မျိုးမှာဘာဆုံးဖြတ်ချက်မှမပေးပါနဲ့ရည်စည်းတန်တဲ့နေရာမှာရှိတဲ့ကြောက်တွေဟာပိုပြီးလှပကြတယ်တဲ့တင်အဆိုးဆုံးတွေနဲ့ရင်ဆိုင်နေရရင်မကြခင်အကောင်းဆုံးတွေတွေ့ရမယ်ဆိုတဲ့အစိတ်နဲ့ရှေ့ဆက်ပါအမှားချင်းပြောညံ့ခြင်းဆိုတာကိုလောကရန်ကအဆုံးဖြတ်ပေးပါလိမ့်မယ်ဥပမာအပြုတ်ခံရတဲ့အာလူနဲ့ချစ်ဦးလို့ပေါ့အေဂျင့်ရဲ့ဘဝကိုပိုင်ဆိုင်ထားခြင်းကငွေကြေးကြွယ်ဝချမ်းသာခြင်းတဲ့အစာပေါင်းများစွာတောက်ပါတယ်အောင်မြင်မှုကိုရှာဖွေနေခြင်းအေဂျင့်မှုကိုပါတွေ့ပြီးရှာပါပြောင်းလဲလို့မရတဲ့အမှန်တရားတွေကိုလက်ခံတတ်ဖို့လိုပါတယ်ပင်လယ်ကြီးကမြစ်ချောင်းပေါင်းစုံကိုလက်ခံနိုင်လို့ကြီးမြတ်တာပါအရာရာကိုတုံ့ပြန်မနေပါနဲ့ကလေးစန္ဒာလေးကိုရလိုက်ပါတော့အတိတ်နဲ့အနာဂတ်ကိုခဏမေ့ပြီးပြစ္ဆုတ်ပန်တဲ့တယ်မှာပဲရှင်းတော့ပါငြိမ်းချမ်းမှုအစစ်မှန်ကိုခံစားရပါလိမ့်မယ်အရာရာဟာအမြဲပြောင်းလဲနေပါတယ်ဒါကိုသတိထားမိရင်ဘာကိုမှမဖြစ်တွေ့တော့ပါဘူးအရာရာကိုစွန့်လွတ်နိုင်အောင်ကြိုးစားပါဆိုဒီကျေးဇူးနားဆင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အောင်မြင်သောဘဝများကိုရရှိပိုင်ဆိုင်ခွင့်ရကြပါစေ